သိပ္ပံနည်းကျချမ်းသာကြွယ်ဝမှုအယူအဆတွေကို NLP နဲ့ချိတ်ဆက်ခြင်း NLP ဟာသိပ္ပံနည်းကျချမ်းသာကြွယ်ဝခြင်း The Science of Getting Rich ထဲမှာဖော်ပြထားတဲ့ဥပဒေသားတွေနဲ့အားသင့်စရာကောင်းလောက်အောင်ကိုက်ညီပြီးအစွမ်းထက်တဲ့အသုံးချနည်းလမ်းတွေနည်းစနစ်တွေကိုကန်လန်းထားပါတယ် NLP ဟာသိရဲ့စွမ်းအားတွေနားလည်သဘောပေါက်ပြီးအသုံးချဖို့ကိုအာယုံစိုက်ထားပြီးအဲ့ဒါဟာချမ်းသာကြွယ်ဝမှုတွေကိုဖန်တီးရာအတွေးတွေနဲ့ယုံကြည်မှုတွေရဲ့အခန်းကဏ္ဍတွေအပေါ်မှာ Wellness ရဲ့အာယုံစိုက်မှုနဲ့ကိုက်ညီပါတယ်လူတွေကိုသူတို့တွေအတွေးတွေရှုထောင့်တွေပြောင်းဖို့အောင်မြင်မှုတွေကိုပုံဖော်မြင်အောင်ဖို့နဲ့ပန်းနိုင်တွေကိုထိထိရောက်ရောက်တတ်မှတ်ပြီးရယူဖို့သင်ကြားပေးခြင်းအပြင် NLP ဟာ Wellness ရဲ့အယူအဆတွေကိုကျွန်တော်တို့လက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့မူပေါင်းတွေပံ့ပိုးပေးပါတယ် NLP မှာအဓိကစတဲ့ပုံဖော်မြင်အောင်ခြင်း visualization နဲ့ကောင်းမွန်တဲ့အတည်ပြုချက် affirmation ရွတ်ဆိုခြင်းဟာချမ်းသာကြွယ်ဝမှုတွေကိုအာယုံစိုက်တဲ့စိတ်နေသဘောထားနဲ့ယုံကြည်မှုနည်းစနစ်တွေကိုထိန်းသိမ်းထားရမယ်ဆိုတဲ့အယူအဆကိုထောက်ပံ့ပေးပါတယ်ဒါအပြင်အောင်မြင်တဲ့အပြုမှုတွေကိုပြောဆိုဆက်ဆံမှုမဟာဗျူဟာတွေကိုစံနမူနာယူဖို့အာယုံစိုက်တဲ့ NLP ရဲ့ချိကပ်မှုတွေဟာလူတွေကိုချမ်းသာကြွယ်ဝမှုတွေကိုဆွဲဆောင်ပြီးအမှန်တကယ်ရရှိလာအောင်လှုပ်ဆောင်နိုင်အောင်သူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုမြင့်တင်ပေးဖို့အတွက် Wellness ကဖော်ပြတယ်လို့တိကျတဲ့နည်းလမ်းနဲ့ထိထိရောက်ရောက်လှုပ်ဆောင်ဖို့အကူအညီပေးနိုင်ပါတယ်အနှစ်သာရအနေနဲ့ Neo Linguistic Programming လို့ခေါ်တဲ့ NLP ဟာသိပ္ပံနည်းကျချမ်းသာကြွယ်ဝခြင်း The Science of Getting Rich ရဲ့ရာစုနှစ်ကျော်တက်တန်းရှိတဲ့အသိပညာတွေကိုနှလုံးသွင်းပြီးအမှန်တကယ်လှုပ်ဆောင်နိုင်အောင်လူတွေကိုလှုပ်ပိုင်ခွင့်ပေးနိုင်တဲ့စမ်းသစ်တဲ့စိတ်ပညာဆိုင်ရာအသုံးချနည်းစနစ်တွေအနေနဲ့အကျိုးပြုပါတယ်တဲ့ဒီအကြောင်းအရာလေးကတော့ NLP ဖြင့်စိတ်ငြိမ်းချမ်းပျော်ရွှင်စွာစီးပွားတိုးတက်ခြင်းဆိုတဲ့ဆရာနိုင်ဝင်းအောင်ရဲ့ဒီစာအုပ်ထဲကနေပြီးတော့မှဖတ်ပြပေးတာဖြစ်ပါတယ်အန်ဒီကတော့ lucky ဖုန်းပညာရှင်အန်ဒီမိမိဖြစ်ပါတယ်အန်ဒီနဲ့ဆွေးနွေးခြင်းရင်တော့ CP မှာလာရောက်ဆွေးနွေးနိုင်ပါတယ်အန်ဒီနဲ့ဖုန်းဆက်ပြီးဆွေးနွေးခြင်းရင်တော့ file မှာဖုန်းနံပါတ်ကလေးပေးထားပါတယ်မိတ်ဆွေရဲ့ဖုန်းနံပါတ်ကမိတ်ဆွေနဲ့တင့်ကောင်းမကောင်းကိုလည်းအန်ဒီက free စစ်ဆေးပေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်